ုန်းတို့6မိနစ်လောက်တရားထိုင်နော်6မိနစ်လောက်တရားထိုင်တဲ့အခါမှာကလထိုင်ပေါ်မှာပဲထိုင်ယုံထဲမှာထိုင်စေချင်တယ်ယုံထဲမှာဆိုရင်ယုံထဲမှာပဲထိုင်ကိုကလထိုင်ပေါ်မှာပဲထိုင်ကလထိုင်ပေါ်မှာပဲထိုင်တစ်ပင်အောက်မှာလည်းထိုင်နေတစ်ပင်အောက်မှာလည်းထိုင်နေအဲ့တော့ဝင်နေထွက်လေကိုကြာချနနာရှုဆိုင်ပါဝင်နေထွက်လေကြာနာရှုဆိုင်ခန္ဓာကိုယ် relax လုပ်ထားပါအကြောတွေလျှော့ထားပါ slow and deep breathing slow and deep breathing ဝင်လေရှုတဲ့အခါတစ်ကနေ9ထိရှိလိုက်ပါဝင်လေတစ်ချက်ကိုတစ်ကနေ9ထိရှိလိုက်ပါဖြည်းဖြည်းသာသာသက်ရှုပါဒီခန္ဓာကိုအောက်ဆီဂျင်လိုပါတယ်စာပြီးသားအစား energy ဖြစ်အောင်ရှုခဲ့တဲ့ cholesterol တွေ energy ဖြစ်သွားအောင် oxygen supply လိုအပ်တယ်ဒါကြောင့် energy လိုအပ်တဲ့ဒီခန္ဓာကိုတဏှာကျင်နာသောအဖြစ်တဏှာကျင်နာတဲ့စိတ် compassion နဲ့ဝင်လေထွက်လေရှုရှိုက်ပါထွက်လေလည်းပဲညင်သာစွာရှုထုတ်ပါခန္ဓာကိုယ်ဟာတင်းနေသလားတစ်ချက်လောက်သတိလေးထားပြီးတော့ကြည်ပါပါပြင်းကကြွက်သားတွေတင်းနေသလားနှစ်ဖူးကကြွက်သားတွေတင်းနေသလားမေးစီကကြွက်သားတွေတင်းနေသလားတင်းနေတယ်ဆိုရင်တင်းနေတဲ့ကြွက်သားတွေနဲ့သွားရမဖြစ်နဲ့ fight မလုပ်နဲ့သူတို့ကိုခယုဏစိတ်နဲ့ကြည်ပေးပါပင်မနေတဲ့သားလေးကိုတူကြည့်တော့သားလေးကိုကြည်တယ်မိခင်ရဲ့စိတ်ထားမျိုးနဲ့ကြည်ပေးပါပင်မနေတဲ့သားလေးကိုမိခင်က fight မလုပ်ဘူးအပြစ်မတင်ဘူးနောက်တစ်ခုကတော့ထွက်မပြေးဘူးတဲ့ flight မလုပ်ဘူး no fight or flightပခုံးကကြွက်သားတွေလေးနေသလားလက်မောင်းတွေလက်ဖွားတွေလေးလံနေသလားလေးလံနေဆိုရင်ဂယုဏစိတ် compassion စိတ်နဲ့ကြည်ပေးပါတဏှာကျင်နာတဲ့စိတ်နဲ့ကြည်ပေးပါလေလူမရှိနဲ့သွားပြီးတော့လည်းရံမဖြစ်နဲ့ဝင်လေထွက်လေချမ်းချမ်းသာရှုရှိုက်ပါ slow and deep breathing
အခုလောလောဆယ်ဘယ်လို emotion တွေဖြစ်နေတော့ဆိုတာလေးတစ်ချက်ကြည့်လိုက်ပါလုပ်ရမယ့်အလုပ်တစ်ခုခုအတွက် anxiety ဖြစ်နေသလားစိတ်ဆိုးရိမ်နေသလားဖြစ်တယ်ဆိုရင် anxiety ဖြစ်နေတယ် anxiety ဖြစ်နေတယ်ဖြည်းဖြည်းသာသာလေးအဲ့ဒီလို register လုပ်လိုက်ပါအတိမတ်ပြုလိုက်ပါလက်ခံလိုက်ပါ accept it anxiety ကိုကြည့်ပြီးတော့ anxiety ဖြစ်နေတယ် anxiety ဖြစ်နေတဲ့မိမိရဲ့စိတ်ကိုပြန်ပြီးတော့တနာပါ anxiety ကိုလည်းပဲတနာကျင်တဲ့စိတ်နဲ့ကြည့်ပေးပါအန္တရာယ်ရှိနေတဲ့ထင်လို့စိတ်မသိတဲ့စိတ် subconscious mind မသိစိတ်ကတတ်လှမ်းနေတာ signal တွေပေးနေတာအဲ့ဒါကို anxiety လို့ခေါ်တယ်အဲ့ဒီ anxiety ကိုမှန်မှန်ကန်ကန်ဖတ်တတ်ဖို့ပဲ we just need to read the sign of anxiety as it is without magnifyingဆိုင်ဝဲဝဲနီးလို့ anxiety ဖြစ်နေတာလား report တွေရေးရမှာမလို့ဟောကိစ္စဒီကိစ္စဆောင်ရမယ့်ဟာတွေအလုပ်တွေလက်ထက်မှာအများကြီးကြံ့နေလို့ anxiety ဖြစ်နေသလားဖြစ်နေတဲ့အဲ့ဒီ anxiety ကိုကြည့်ပြီးတော့ anxiety ဖြစ်နေတယ် anxiety ဖြစ်နေတယ် anxiety ဖြစ်နေ anxiety ကိုကြည့်ပြီးတော့တတိတရားနဲ့ပွေဖက်လိုက်ပါ embrace လုပ်ပါ mindfulness နဲ့ embrace လုပ်ပါ embrace anxiety with mindfulness don't run away from it don't fight with that either slow and deep breathing slow and deep breathing slow and deep breathingခန္ဓာကိုယ်ကကြွတာတွေတင်းနေတယ်ဆိုရင်ပင်ပန်းတယ်ဆိုတာကို signal ပြတာအဲ့ဒီ signal နဲ့အဲ့ဒီ messenger နဲ့ရမဖြစ်နဲ့ကျေစုတင်ပါဟာဒီလိုမဖြစ်ရဘူးချက်ချင်းအားရှိရမယ်ချက်ချင်း refresh ဖြစ်ရမယ်ဆိုပြီးတော့လည်းပဲသူတော့ fight မလုပ်နဲ့သူရမ်းမဖြစ်နဲ့ဝင်လေထွက်လေချက်ချင်းနဲ့ရှိရှိပါ slow and deep breathingခန္ဓာကိုပင်ပန်းမှုအတင်းဖယ်ရှားဖို့မလုပ်နဲ့သူရှိနေတာကိုကရုဏာလေးနဲ့နားလည်မှုလေးနဲ့ကြည့်ပြီးပင်ပန်းနေတဲ့ခန္ဓာကိုယ်အတွက်ဝင်လေထွက်လေချမ်းချမ်းသာသာရှိရှိပေးပါအောက်ဆီဂျင် supply လုပ်ပေးပါ
အစည်းအဝေးတွေတက်ရတယ်ဆိုရင်လည်းနောက်ဆုံးတက်ခဲ့တဲ့စီဝေးတွေမှာဘယ်လို emotion တွေရှိခဲ့တော့ဆိုရင်စိတ်တွေလားတင်မာမှုတွေလားတယောက်ကိုတယောက်ယုံကြည်တဲ့စိတ်တွေလားမယုံကြည်တဲ့စိတ်တွေလား insecure feeling စိတ်ထဲမှာမလုံးမချုံဖြစ်တဲ့စိတ်တွေလားအဲ့ဒီ emotion တွေကိုပြန်ကြည့်ပါ slow and deep breathing ဝင်နေထွက်လေးစီပြန်လာပါကြာကျနနာအသက်ရှူရှိုက်ပါအသက်ရှူတဲ့ဝမ်းပိုင်းနဲ့ရှူနိုင်တယ်မဟာစီနီးတဲ့အလိုဖောင်းနေပိတ်တယ်အဲ့ပုံစံမျိုးနဲ့ရှူရှိုက်ရင် physiotherapist တွေတည်တဲ့အတိုင်း pain ကိုလည်းပဲပို့ပြီးတော့ manage လုပ်နိုင်တယ် stress level လည်းပို့ပြီးတော့ manage လုပ်နိုင်တယ်ကဲအချိန်လေးစီပါပြီမျက်လုံးဖွင့်လို့ရပါ